ကောင်လေးတယောက်ဟာထူးဆန်းတဲ့မိချက်တစ်ခုကိုကောက်ရခဲ့တယ်အဲ့ဒီချိန်ကျမှဒါဟာတကယ်တော့လက်နက်အမျိုးအစားတစ်ခုဆိုတာသူရိပ်မိသွားတော့တယ်သူကအဲ့ဒီလက်နက်ကိုမြောက်ကင်လိုက်တဲ့အခါလက်နက်ကိုထဲပေါ်မှာ digital ပစ်မှတ်ချိန်ပေါင်းပြောင်း scope တစ်ခုချက်ချင်းပေါ်လာတယ်ပိုပြီးအောင်မှုကောင်းတာကအဲ့ဒီလက်နက်ဟာပြစ်ခတ်မှုပုံစံအမျိုးမျိုးကိုလည်းပြောင်းလဲလို့ရနေတာပဲကောင်လေးဟာတကယ်ကိုစိတ်လှုပ်ရှားသွားပြီးသူ့အကိုဖြစ်သူကိုတောဆက်တစ်ခုစီခေါ်သွားခဲ့တယ်ပြီးတော့အဝေးကမျက်ချောက်ဖုံတပုံကိုပေါ့ပေါ့ပါပါပဲလန့်ပစ်လိုက်တယ်လေလက်နက်ရဲ့အစွမ်းကမယုံနိုင်စရာပဲသူကနောက်ထပ်ကောက်ရုပ်ဖုံတပုံကိုထပ်ပစ်လိုက်ပြန်တယ်ပြီးမှဟာခဏချင်းအတွင်းမှာပဲပြာဖြစ်ပြောင်းလဲသွားတော့လာပဲဘေးမှာရက်ကြည့်နေတဲ့သူ့အကိုကတော့ကြောင်ကြည့်နေမိတာပေါ့သူကိုယ်တိုင်စမ်းကြည့်ချင်တာနဲ့လက်နက်ကိုယူလိုက်တဲ့အခါမှာတော့တနက်မောင်းတန်ကရုတ်တရက်အလိုလျောက်ပိတ်သွားတယ်သူ့လက်ချောင်းတောင်ပြတ်ထွက်လူနီးပါဖြစ်သွားတာကြောင့်ကောင်လေးလက်ထဲကိုပဲပြန်ပြေးလိုက်ရတော့တယ်ကောင်လေးလက်ရောက်တာနဲ့တနက်ကချက်ချင်းပြန်ပွင့်သွားတယ်ဒီလက်နက်ဟာကောင်လေးကိုသူ့ရဲ့သခင်အဖြစ်အတိအမှတ်ပြုထားပြီးသားဖြစ်နေလို့ပါအဲ့ဒီနောက်သူတို့ညီကိုနှစ်ယောက်အိမ်ပြန်လာခဲ့ကြတယ်တိတ်မကြခင်ပါပဲအကိုဖြစ်သူကဘားတစ်ခုမှပြဿနာတက်ပြီးလုံခြုံရေးဝန်ထမ်းအတော်များများရဲ့ဝိုင်းဝန်းရိုက်နှက်တာကိုခံရတော့တာပဲအကိုဖြစ်သူကိုကဲဖို့အတွက်ကောင်လေးဟာလက်နက်ကိုထုတ်ပြီးလူတိုင်းကိုသတိပေးလိုက်ရတယ်လုံခြုံရေးတွေကတော့ကောင်လေးကိုအယုတ်တနက်နဲ့ခြောက်နေတာပဲထင်နေကြတာဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့လူတိုင်းဟာကြောက်လန့်တကြားနဲ့မှင်တက်သွားကြတော့တယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်အေးအေးဆေးဆေးပဲထွက်ပြေးလွတ်မြောက်သွားခဲ့ကြတယ်ဒါပေမဲ့သူတို့မသိလိုက်တာကဒီလက်နက်ကိုစတင်အသုံးပြုလိုက်တာဟာလွှေလျှောစမ်းကြတဲ့လူနှစ်ယောက်ရဲ့အာယုံကိုခံလိုက်ရပြီဆိုတာပဲသူတို့ကမော်တော်ဆိုင်ကယ်နှစ်စီးကိုခိုးယူပြီးကောင်လေးရှီယာလိုက်ရှားကြပြီးဘားစီအထိရောက်လာခဲ့ကြတယ်ဒီလွှေလျှောလူသားတစ်ယောက်ကတတူလုံးလေးတစ်ခုကိုပြစ်ထုတ်တဲ့အခါအဲ့ဒီအလုံးလေးဟာလေထဲမှာပြန်တက်သွားပြီးဘားတစ်ခုလုံးကိုအလင်းတန်းတွေနဲ့အမြန်စကန်ဖတ်လိုက်တော့တယ်ပြီးတာနဲ့အဲ့ဒီအလုံးလေးဟာအစိတ်စိတ်အများများကွဲပြီးချမ်းပြင်ပေါ်ကျသွားတယ်လေတတူတန်အပိုင်းစီလီတွေကဘားတစ်ခုထဲမှာပြန်နှံ့သွားပြီးအနီရောင်အလင်းတန်းတွေထွက်လာတယ်မထင်မှတ်ထားတာကအဲ့ဒီအလင်းတန်းတွေဟာလွန်ခဲ့တဲ့မိနစ်ပိုင်းမှာဖြစ်ပျက်ခဲ့တဲ့မြင်ကွင်းတွေကိုပြန်လည်ပြသပေးနေတာပဲမျောလင်းထားတဲ့အတိုင်းပဲဒီအစွမ်းထက်တဲ့လက်နက်ကိုယူသွားတာဟာဒီကောင်လေးပဲဆိုတာလွှေလျှောလူသားတွေသိသွားကြတော့တယ်ဒီချိန်မှာတော့ကောင်လေးဟာသူကိုယ်တိုင်ပြစ်မဲ့ထားခံနေပြီဆိုတာကိုဘာမှမသိသေးပါဘူး